ပရိစ္ဆေသမုပ္ပါဒ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှင်းဥစွာပြောအလုံးသိနေကြတဲ့ထဲမှာလူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့လည်းကံကောင်းတယ်ဆိုတာအလုပ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိမြတ်စွာဘုရားဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ်ကိုယ်တဏ္ဍာမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရားထဲမှာထိုကံတွေရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်ကံဆိုတာဘာလို့ရမယ့်အရာလဲကိလေသာဆိုတာကရောကိုယ်တဏ္ဍာမှာဘယ်လိုအခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာလောကလူတွေကကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါကာမဂုဏ်ကိစ္စတွေလောက်တင်အာယုံပြုပြီးတော့ကိလေသာလို့ပြောနေကြတော့ကံနဲ့ကိလေသာအကြောင်းကိုကြာကြာနားလဲဖို့တော့အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားထဲမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့လုပ်နေတာကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရားထဲမှာလဲစီမအားချပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရားလို့ဆိုတာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာဆင်ပြေမယ်အလုပ်ကိုင်းတွေကောင်းမယ်ဝိကျေတနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြစားမယ်ယာရုဂုံသိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကံကောင်းတယ်လို့ပြောတယ်နော်သို့တော့မကောင်းတာဘာလဲလို့ဆိုလို့ရှိရင်မကြခင်အိုးသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခေတ်မှာကြည့်ဆေးရုံဆေးကန်းကြီးတွေကြီးနေတယ်ရော့သွားတယ်လို့မရှိဘူးနော်မစီရတဲ့နေရာဆိုတာတွေအကုန်စေကားနေလူတိုင်းဟာယောဂကိနေဆိုတာပထမရှားနေအဲ့တော့ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေကံဆိုးမိုးမောက်တွေ့နေကြတာဖြစ်တယ်ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရပထမခဲရင်တယ်လူတိုင်းဟာသေဆုံးခြင်းမှာဆုံးတတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့တောကနဲ့ပဲနေချရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားတွေ့ရရာထူးကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းလုပ်ကြအလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေးကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာတွေဒါရတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်ကောင်းပြီကံဆိုတာဟာအလုံးကြားဖို့ရတဲ့အတိုင်းကံဆိုတာကိုကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကကံဆိုတာဘာလဲလို့မေးလို့ရှိရင်စေရနာဟံဘိခွေကမ္မဝရမိရသော်ဘုရားကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး volition လို့အင်္ဂလိပ်လိုပြန်တယ်ထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့တွန်းအားတစ်ခုလို့ဆိုကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်ပြီအဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူပေါင်းစပ်သွားအဲ့တော့ကံကိုဒီတမန်အဖြစ်ပြောရင်စေရနာဟံဘိခွေကမ္မဝရလူတွေဟာဒီတွန်းအားအလိုက်
စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလျောက်လုပ်ကြတယ်ဘာတွေဖြစ်လာတော့ဆိုကမ္မဆိုတဲ့အမှုတွေဖြစ်လာစိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ပြောဆိုတဲ့အမှုကိုယ်ဒီလျောက်လုပ်တဲ့အမှုအဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးအလုံးဘောရဝတ္တဝင်သူရောစင်နေသိတဲ့အတိုင်းကာယကံဝစီကံမနောကံလို့ရှိတယ်မယ်စေတနာကိုမနောကံလို့ခေါ်တာမဟုတ်ဘူးကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့တနည်းအားဖြင့်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အကိုပြောမယ်ဆိုရင်သူများတက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့ကသားမယားစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတက်ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ်သိက္ခာကိုထိန်းတယ်သူတို့ကသားမယားစိတ်နဲ့တောင်မပြစ်မှားဘူးပြစ်မှားခြင်းမှရှောင်ကျင်တယ်ကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါလေးကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့မုန်းတရားနဲ့တွဲလာဖြစ်တယ်ရှင်းပုံရအဖြစ်သူများဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်သူတို့အတမယပြမှားတယ်ဆိုတာကြလေလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းဒေါသဆိုတာနဲ့လည်းတွဲလက်စားချိတဲ့သဘောမျိုးလောက်တာလည်းရှိနော်အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးစေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ်အဲ့ဒါတွေကစေရနာလို့တခါနှုတ်ကပြောတဲ့အခါကောင်းမကောင်းနှစ်ခုရှိတယ်မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းစပ်ထားတဲ့စိတ်စေရနာတွေနဲ့တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမှန်မကန်ပြောတယ်တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိမ်လေတဲ့စကားတစ်ခွန်းနှုတ်ကထွက်သွားအောင်တွန်းအားပေးတဲ့စေရနာတုံးတူမတက်အောင်ချွတ်တွန်းလုပ်တဲ့စေရနာလူတယောက်ကိုဒီရှင်ကျေးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းကျိုးချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေပြောဆိုတယ်အလုံးသိနေကြတဲ့ဘုဒ္ဓဝါဒပိတုဏဝါစာရူဒဝါစာသမဗလာပါလို့ဆိုတယ်ဒီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံစေရနာကိုကောက်တယ်မနောကံကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူးအဘိဓါဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှုအဘိဓါအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတာနော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်နက်ကံဖြစ်သွားတယ်စေရနာမဟုတ်ဘူးလောဘကိုကံလို့ခေါ်တယ်အဲ့ကြမနောကမှာလောဘကိုကံလို့ခေါ်တယ်တခါဗျာပါဒဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ့်ဘောမှာမကောင်းလုပ်တယ်လို့ယူဆတယ်
သို့မဟုတ်ကိုမကြိုက်တာတွေလုပ်တဲ့ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်တည်သွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ်သူကံဖြစ်သွားတယ်ဆိုရဲရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားတယ်ကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာဒီပင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွမ်းရည်တတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာဆိုတော့အဲ့ဒီဒေါသဟာတာမန်မိသားစုကိုယ်တငယ်ချင်းပေါင်းတဲ့နဲ့မိဘနဲ့သားသမီးဆိုတာလို့ဘုရားလုံးတဲ့အခါမှာမိဘကသားသမီးကိုစိတ်ဆိုးတယ်မိဘကိုသားသမီးကစိတ်ဆိုးတယ်ညီကိုမောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်သို့တော့ဒီကောင်တည်သွားရင်ပျက်စီးသွားရင်ကောင်းမှာပဲဆိုတော့မပါဘူးရိုးရိုးစိတ်ဆိုးတာကြတော့ဒေါသအခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒါတော့အလုံးကိုသိမွေးတယ်လောကလူတွေကလွယ်လွယ်ပြောကြတယ်တမလွန်လောကကိုမယုံဘူးနောက်ဘဝကိုမယုံဘူးအတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူတို့ချင်းချင်းပေါင်းတဲ့ဆက်ဆက်ကြတာဖြစ်တယ်ဘာမှကျေးဇူးတင်စရာမလိုလူတွေကတည်သွားပြီးနောက်ဘဝဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုးတာလုပ်လဲဆိုးကျိုးမဖြစ်ဘူးဆိုတဲ့ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူးတဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိကံမြောက်သွားတာအဲ့ဒီဒိဋ္ဌိကလည်းပဲကံမဲတာဘနောကံလို့ခေါ်တယ်ရသော်ဘုရားကအပြစ်တွေထဲမှာမိစ္ဆာဒိဋ္ဌိဟာပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိကိုပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကာယဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကာယဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ကံရဲ့အကျိုးကိုညှင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညှင်းပယ်တယ်အကြောင်းတရားကိုလည်းညှင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော့ philosophy လို့ထင်ကောင်းထင်လေလွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလူမနေနဲ့ဘာအကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးသေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ဒီအတွေးအမြင်လေးကိုလက်ခံလိုက်တာနဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့ကံဖြစ်သွားတယ်အဲ့ဒါဘနောကံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေတနာဟံဘိက္ခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗေထိကသုတ်တံမှာဒီတနည်းရတယ်ပဲဟုတ်တယ်စေတနာသည်ကံမှန်တယ်အဲ့ဒီတွန်းအားတွေကြောင့်လုံးမိတယ်တွန်းအားတွေကြောင့်ပြောမိတယ်ဆိုတဲ့အရာတွေစိတ်ကူးချမ်းစီမိတာကြတော့ခုနဒီသဘာဝတရားအဘိဇ္ဇာဆိုတာလောဘဗျာပါဒဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်သုံးခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထို့တူရဲ့ဒါမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်ကဆိုတော့ကံတစ်မျိုးရှိတုံးလို့အခုအကျဉ်းပြောမယ်ဆိုရင်အကုသိုလ်ကံဟာစေတနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒါမကောင်းတဲ့ကံဘက်ကဒါတွေရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှိရင်တော့ရှောင်ကျဉ်မှုနဲ့သွားတာ
သူများတဲ့တချင်းမှရှောင်တယ်ရှောင်ဖို့ရအတွက်တွန်းအား motivation stimulation ဆိုတွန်းအားအဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူ့ရဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတော့အနာဘိဆာအလောဘဆိုတာ generosity ဒီကိုသာသုံးမယ်ဆိုတဲ့သူများပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူးနော်ပေးခြင်းကမ်းခြင်းနဲ့စိတ်ပဲရှိတယ်သူများပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူးအလောဘအနာဘိဆာအပြဝါဒမေတ္တာအရောဒဆိုမေတ္တာတရားတွေချမ်းသာကြပါစေလို့မေတ္တာပို့လာကအပြပါဒဆိုစေရနာမနောကံအပြပါဒဆိုတဲ့အရောဒစေတသိက်ကိုပြောတာနော်အပြပါဒဆိုတာအရောဒစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုတာဒီအရောဒကိုပဲပြောတာအဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားတွေအလုံးချမ်းသာကြပါစေဒီလူအဆင်ပြေပါစေလောကကြီးမှာတယောက်ဒုက္ခပေးနေလို့ရှိရင်ညမညတဒုက္ခပေးเสียဘယ်သူမှဒုက္ခမပေးပါစေနဲ့ပြိဋ္ဌိမှာပါတယ်လို့တဗ္ဗေပတ္တရာနိပတ္တန္တုတရားတွေအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘသူထံမှအဆိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအထောတာမေတ္တာအပြပါဒတော့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်ပါနော်ကံဖြစ်ပါနောက်တစ်ခါတမ္မာဒိဋ္ဌိဆိုတာကြတော့ခုနလိုကိုင်းကြီးကျိုးကိုညင်းပယ်တာမဟုတ်ဘူးမကနဲ့မြင်တစ်ခုယူဆိုအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်ချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေဆိုတာကျေးဇူးတင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေကသာခွင့်မပြုဘူးဆိုဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေက immigration ပဲလေသူဗီဇာထုတ်မပေးရင်လာလို့မရခုခေတ်ဆိုဗီဇာမပေးကြလို့ကြိုတင်ဟန်တားတာတွေတောင်ရှိမတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထည့်ပြစ်တယ်ဣမတလောကတဓာတိတာတော့မိဘရဲ့ခြေဆူထဲမှာကျွေးတာစောင့်ရှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူကကိုပြန်ကျွေးလို့ရသေးတယ်ပြန်စောင့်ရှောက်လို့ရကိုယ့်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆူကဘယ်လိုဆက်လို့ရပါ့မလားကိုကနောက်မှလာတာလေအမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလားမရောက်နိုင်ဘူးမိုးကြရွှေကိုဖြစ်မှသာရောက်ကောင်းရောက်အမေဖေက immigration ပဲသူလက်ခံမှဖြစ်တယ်အဲ့ဒီလက်ခံတဲ့ခြေဆူကိုမြတ်စွာဘုရားကဣမတ္တလောကတ္တဓာတိတာဟောဆိုမိဘရဲ့ခြေဆူကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါဒကကိုယ်ဝန်ကလေးကအမေကဆောင်းလျှောက်လာခဲ့မွေးလာတယ်လဲဆောင်းလျှောက်ပောတကမွေးဖွားလာတဲ့နောက်ပဲဆောင်းလျှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်နှစ်ခုဆောင်းလျှောက်ခြင်းကျွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့ဣမတ္တလောကတ္တဓာတိတာတော့ဒီလောကကြီးကိုပြဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲမိဘခြေဆုကိုအောင်မဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့လို့ဆိုရင်ကိုယ်နောက်မှရောက်တာဆိုတော့မိဘကိုကိုယ်လူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆက်သူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ခြေဆုရှိတယ်လို့လက်ခံရင်းသိပဲနဲ့သူကတမ္မာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တော်တော်လောကဆိုတာရှိတယ်လူတွေဟာသိသွားပြီးရင်နောက်ဘဝဆိုတာရောက်လာအောင်ပဲဆိုတဲ့ကံတရားရဲ့အကျိုးလက်ခံတာမှန်သမျှတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့ပညာလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေတသိက်တမ္မာဒိဋ္ဌိကြတော့ပညာ right understanding မှန်ကန်တဲ့နားလည်မှုနော်မှန်ကန်တဲ့နားလည်အဲ့တော့အဲ့ဒီမှာကအလောဘရဲ့
အရောဒဆိုတဲ့မေတ္တာရဲ့အမဒိဋ္ဌိဆိုတဲ့ပညာရဲ့ဒီသုံးခုကကံပဲစေတနာလည်းမဟုတ်ဘူးနော်ကုသိုလ်ကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုပ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာသူက energy တွေစုသွားအောင်သူကစုဆောင်းလိုက်တာဒါမို့အာယုဟနရတ္တလို့ခေါ်တယ်သူကံတရားတွေကပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တစ်ပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲနောက်ထပ်အပင်တစ်ပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာဘယ်မှာသွားစုခဏခေတ်တော့ဂိုင်းကူတာတွေဘာတွေရှိတယ်ပေါ့နော်အဲ့ဒီထားတဘာဝအဖြစ်ဘယ်နေရာမှာသွားစုသလဲလို့ဆိုလို့ရှိရင်မျိုးစိတ်သွားစုအသီးမှာသွားစုအသီးမှာသွားစုအဲ့ဒီအသီးတွေကအစိတ်လေးထဲမှာသွားပြီးတော့နောက်ထပ်မှတ်ပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသပစ္စဒိဋ္ဌိအလောဘအရောဓသမပညာလို့ဆိုတဲ့ဒီတရားတွေပေါ့အနှစ်တည်းစုသွားလို့ဘဝတစ်ခုကျုပ်ပေးမယ်ဆိုလို့ရှင်တရားတွေကကျုပ်ပေးနိုင်တာအဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုန်းကြီးတို့တွေနေ့စဉ်ဘာတွေလုပ်နေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေ့စဉ်လုပ်နေတဲ့အလုပ်တွေကိုကြည့်လိုက်ပဲဆိုရင်ဥဘောပုံညင်စပပင်စယမစ္စောကုရုတေဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကောင်းတဲ့လုပ်တွေလည်းလုပ်တယ်မကောင်းတဲ့ကောင်းကြီးလည်းမဖြစ်ဘူးမကောင်းတာကြီးလည်းမဖြစ်ဘူးမကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလွတ်လိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကိုရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတ္တတကံဟောတိတင်္စအာရယခိစတိကိုယ့်ရဲ့ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတာကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်သူများနဲ့မဆိုင်ရုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာခန္ဓာရှိနေသမျှကလပ်ပလုံးဒီကံတရားတွေကကိုယ်နဲ့အတူပါနေပါပဲဖြစ်တယ်မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထုံးစံမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကျတော့ချမ်းသာဒုက္ခပေးတော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော်လွယ်လွယ်ပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခုနကတာမန်ကြီးပွားတိုးတက်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လေနော်တကယ်ကတော့လောကမှာဒီလူတွေမှာနေ့စဉ်နဲ့ကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူရင်နဲ့နှလုံးထဲမှာဖြစ်နေတဲ့အရာဟာကိုယ့်ရင်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေ accumulation ဆိုစုမိဆောင်းမိဖြစ်သွားစုမိဆောင်းမိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောတိကောင်းမကောင်းတွေဟာကိုယ်ပိုင်ဥစ္စာကိုနဲ့သာသက်ဆိုင်တော့တယ်တဗ္ဗေတတ္တကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုယ်ပိုင်ဥစ္စာကိုလှုပ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆိုလိုတယ်ဟောကိုယ့်ရင်ထဲမှာဖြစ်တာကိုယ်နဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုယ်စားလိုက်တဲ့အစာရဲ့အကောင်းအဆိုးဟာလည်းပဲကိုယ်ပဲခံအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတက္ကတာကံသာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင်ဒီဘဝတယ်လားလို့ဆိုတော့တင်္စအာရယခိစတိဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါလာတော့
ကံတရားတွေကဘယ်မှာကိန်းနေတာနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှိရင်နှလုံးဆိုတာသိသွားရင်မီးရှို့တဲ့ထက်ပါသွားမှာနောက်ဘဝဘယ်လိုလွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်အဆိုင်မဖြစ်ရင်ဒီဘဝနဲ့မေ့သွားပြီအဲ့တော့ကံတရားပဲသွားနေအုံနောက်မကောင်းတော့ဘူးသိလို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါရအကြောင်းရှိဗျအဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာremain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမှာစိတ်အစဉ်မှာရှိတယ်စိတ်အစဉ်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူးစိတ်အစဉ်ကတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက် mental process ဆိုတာတန်တရားဥက္ကတန်တရားဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိဒါတောင်ခိတ္တပြတ်တယ်ဘယ်နေရာတော့ဆိုလို့ရှိရင်ဇန်စွမ်းအားနဲ့တမာတိစွမ်းအားနဲ့စိတ်ကိုယုံမုန်းပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အသိဉာဏ်တတ်ကုန်ဆိုတဲ့စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာခဘာ900ဒါလည်းပဲ pause လုပ်တယ်လို့ပဲပြောခိတ္တ pause လုပ်လိုက်တယ် stop လုပ်တာမဟုတ်ဘူး pause လုပ်လိုက်တယ်ချိန်တိုင်းပြန်ပေါ်လာမှသူအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါနိရောဓသမဘာဆိုတာကြောက်ရလိမ့်မယ်နိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတစာရုပ်အလုံးချုပ်သွားတမာတိဆောင်အားနဲ့ဒါလည်း pause လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်စိတ်ဆိုတာလည်းသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုပြီးဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တ pause လုပ်လိုက်လို့ရှိရင်စိတ်ဟာလည်းရပ်သွားတယ်အဲ့ဒီနှစ်နေရာလွဲရင် mental process ကပြောင်းသွားဒါဖြင့်ခုနလို pause လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူးရှေ့နဲ့တောင်းတဲ့ဟာအနန္တရပစ္စယောပဲသူကနိရောဓသမဘာဝင်စားလို့9ရက်ကြာတဲ့ဆုံးတော့အနန္တရပစ္စယောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြနော်ရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ခြားမှာအကြာအကွယ်မရှိအဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စယောလို့ပြောတယ်ဟုတ်တခါအတ္တညတဘုံရောက်သွားပြန်တော့လည်းပဲထို့တူတယ်အနန္တရပစ္စယောပဲစိတ်အစဉ်နဲ့သုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဘဝရုပ်စဉ်သူတမာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်ပြီးနိုးထလာပြန်တယ်ခိတ္တ pause လုပ်တယ်အဲ့တော့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ကြီးဟာတန်တရားထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပိုင်ရပ်သွားတယ်လို့မရှိဘူးဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတ္တိအနေနဲ့အဲ့တော့အုံနောက်မှာကိန်းတာလည်းမဟုတ်ဘူးနှလုံးသားမှာကိန်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာကိန်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့ဒီလိုပဲမှတ်သားဟုတ်ပြီကောင်းလဲကောင်းတာလုပ်လဲကံဖြစ်တယ်မကောင်းတာလုပ်လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရဏီနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူစွန့်ရည်တတိအနေနဲ့ပါအကြောင်းအကျိုးညင်ညင်လို့ရှိရင်အကျိုးပေးပါသိချတယ်သူတို့ဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားကအေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြတယ်ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်နေဆို